လူတွေကသူများကစေတနာနဲ့ပေးတာကိုဇနီးတီကဒီလိုမျက်နှာထားကြည့်နေဆိုတော့နောက်ဆိုဘသူကလက်ဆောင်ပေးရတော့မှလဲစစ်မြေပြင်ကကယ်လာတဲ့မိဘမယ်လေးဆိုတော့တနာစရာကောင်းပါတယ်ဇနီးတီကတိတ်ရက်ဆက်လုံးရကြနေရဲ့လို့ဝိုင်းဝေဖန်ကြပါတယ်ကျမလဲဟန်ဆောင်ပြုံးလိုက်ပြီးစေတနာရောလက်ဆောင်ရောလက်ခံပါတယ်ဒါပေမဲ့ခေါင်းပေါ်မှာစံထိုးတွေအများကြီးပန်ထားတော့အခုချက်ချင်းလဲပန်ဖို့အစင်မပြေလို့ပါလို့ပြန်ဖြေလိုက်ပါတယ်ကျန်ဝံယိုကမျက်ရည်တွေကိုတုပ်ပြီးတနာစရာမျက်နှာလေးနဲ့ကျမကိုကြည့်ပါတယ်လက်ဆောင်ကသေးပေမဲ့စေတနာကကြီးပါတယ်ဒီတသားစံထိုးလေးကအမတော်ခေါင်းပေါ်ကကြောက်စိမ့်စံထိုးတွေကိုမရှင်နိုင်ပေမဲ့ညီမလေးဒူးတွေပေါက်ပြဲတဲ့အထိဒူးထောက်ပြီးတောင်းခံလာခဲ့တာပါအမတော်တစ်ခါလောက်ပဲဖြစ်ဖြစ်စမ်းပန်ကြည့်ပါလားအရန်လှမှာပါကျမမပန်မချင်းသူလုံးဝလက်လျှော့မဲ့ပုံမပေါ်ပါဘူးအဲ့ဒီအချိန်မှာပဲမိမလျာလေးတယောက်အထဲကိုဝင်လာပြီးရှေ့ချင်းကိုအယိုအသေးပေးလိုက်ပါတယ်မျိုးစားမင်းတက်တော်ရကြော်ရှိပါစေကျွန်တော်မျိုးကမိဖုရားခေါင်ကြီးရဲ့အမိန့်နဲ့ဇနီးတီကျမကိုနန်းတော်ရဲ့ပန်းကြည့်ပွဲလာဖို့ဖိတ်ခေါ်စာလာပို့တာပါကျမရင်ထဲထိတ်သွားတယ်ဒါအရင်ဘဝတုန်းကကျမကိုလူသေးကုန်းကနေတူးဖော်ပြီးတင်ကြုတ်ပေးခဲ့တဲ့ရှောင်းရှွန်းစီပါလားရှောင်းရှွန်းစီကကျမကိုစိုးရင်တကြီးနဲ့တစ်ချက်ကြည့်လိုက်ပါတယ်ကျမလဲဒါကိုအခွင့်ကောင်းယူပြီးထွက်သွားဖို့လုပ်တော့ကျန်ဝံယိုကရုတ်တရက်လာတွေကပ်ပါတယ်အမတော်ညီမလေးစံထိုးလေးပန်ပေးပြီးမှပန်းကြည့်ပွဲကိုသွားပါလားအမတော်ရဲ့ကြောက်စိမ့်စံထိုးတွေကမိဖုရားခေါင်ကြီးထက်ပိုတော့ပနေရင်မကောင်းဘူးလေပြောဆိုနဲ့ကျမခေါင်းပေါ်ကိုစံထိုးလာထိုးဖို့လုပ်ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲရှောင်းရှွန်းစီကဒီမိန်းကလေးကိုအမြင်မက်နေတယ်လို့ပဲမနစ်ကမြောက်ပိုင်းကရောက်လာတဲ့ကချေတီတွေထဲမှာကျန်ဝံယိုဆိုတာရှိခဲ့သလားလို့ဝင်ပြောလိုက်ပါတယ်ကျန်ဝံယိုမျက်နှာပြတ်သွားပြီးအတင်းပြုံးလိုက်ပါတယ်တခင်လေးလူမနေပြီထင်တယ်ကျမကမျိုးစားမင်းစစ်မြေပြင်ကကယ်လာတဲ့မိဘမယ်ကောင်မလေးပါကဖို့ခုံဖို့လုံးဝမတတ်ပါဘူးရှောင်းရှွန်းစီကဘာမှထပ်မပြောတော့ပါဘူးကျမလဲအခွင့်ရေးယူပြီးမိဖုရားခေါင်ကြီးကခေါ်နေမှတော့ကျမအခုပဲနန်းတော်ကိုလိုက်သွားလိုက်ပါမယ်ညီမလေးရဲ့စံထိုးကိုပြန်လာမှပန်ရင်လဲမနှောင်းပါဘူးလို့ပြောပြီးထွက်ဖို့လုပ်ပါတယ်ဒါပေမဲ့ကျန်ဝံယိုကကျမရဲ့အင်ဂျီလက်ကိုဆွဲထားပါတယ်အမတော်ကဝံယိုကိုရှောင်နေတာလားဟင်စံထိုးလေးတစ်ချောင်းပန်ဖို့အချိန်ဘလောက်များကြာမှာမို့လို့လဲရုတ်တရက်သူမကကိုရင်းပြီးရှောင်းရှွန်းစီအပေါ်ကိုတိတ်ကြီးပြစ်ကျသွားပါတယ်ရှင်ဒီလိုရုပ်မာတယ်မိမ့်မလျာကျမကိုများကင်ရဲတယ်ပေါ့သူမကခါကိုကင်ပြီးမျက်ရည်တွေပေါက်တီကျလာပါတော့တယ်ဘေးနာကဧည့်သည်တွေအကုန်လုံးမျက်နှာပြတ်သွားကြပါတယ်နေခင်းကြောင်တောင်ကြီးမိမ့်မလျာတယောက်ကများဒီလိုရိုင်းဆိုင်တဲ့အပြုတ်မူလုပ်ရဲတယ်ဒီလိုအောက်တန်းစားကောင်ကိုရိုက်တက်ပြရမယ်ဝံယိုကမိဘမယ်လေးဆိုပေမဲ့တန်ရှင်းတဲ့မိန်းကလေးပါအခုလိုစော်ကားခံရတာထက်တေးလိုက်တာမှကောင်းဦးမယ်ပြောဆိုနဲ့ကျန်ဝံယိုကတိုင်ကိုပြေးဆောင်ဖို့လုပ်ပါတယ်ရှေ့ချင်းကချက်ချင်းထက်ပြီးသူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်ရှောင်းရှွန်းစီမျက်နှာဖြူရောသွားပြီးကျမ်းပြင်ပေါ်ဒူးထောက်ကျသွားပါတယ်မဟုတ်ရပါဘူးမိန်းကလေးကကျွန်တော်မျိုးဘက်ကိုပြစ်ကြလာလို့ထိကိုက်မိမှာစိုးလို့လက်လန်းပေးလိုက်ရုံပါလုံးဝမကင်မိပါဘူးကျန်ဝံယိုကပိုပြီးအတန်ကျဲနဲ့ငိုပါတော့တယ်ရှေ့ချင်းမျက်နှာကြီးစိမ့်ပုတ်သွားပြီးဒီမိန်းမလျာကိုချိန်တန်90ရိုက်ပြီးစစ်ကြောရေးဌာနကိုပို့လိုက်လို့အမိန့်ပေးပါတယ်ကျမအမြန်ဝင်သားပါတယ်မျိုးစားမင်းသူကမိဖုရားခေါင်ကြီးလွတ်လိုက်တဲ့သူပါကျမတို့အိမ်တော်မှာအရိုက်ခံရအသက်ခံရရင်မိဖုရားခေါင်ကြီးကိုဘလို့မျက်နှာပြမလဲအမတော်ကဘာလို့ပြင်ပလူဘက်ကနေကာကွယ်ပြောပေးနေတာလဲဒါမှမဟုတ်ဒီမိန်းမလျာကအမတော်ကိုလာကိုင်းတာဆိုရင်အမတော်ပြောနေမှာလားလို့ကျန်ဝံယိုကအစိတ်ပြင်းတဲ့စကားနဲ့တိုက်ခိုက်ပါတယ်သူမစကားကကျမနဲ့ရှောင်းရှွန်းစီကြားမှာဖောက်ပြန်နေတယ်လို့တွဲဝိုက်ပြီးဆွဆွဲနေတာပါရှေ့ချင်းရဲ့မျက်လုံးတွေကကျမစီရောက်လာပြီးပိုပြီးမှောက်မိုက်သွားပါတယ်ကျမစကားဆက်ပြောဖို့လုံနေတုံးရှောင်းရှွန်းစီကကျမ်းပြင်ပေါ်ဝတ်သွားပြီးကျွန်တော်မျိုးအပြစ်ဒဏ်ကိုခံယူပါမယ်မျိုးစားမင်းမိဖုရားခေါင်ကြီးရဲ့မျက်နှာကိုထောက်ထားပြီးကျွန်တော်မျိုးကိုအသက်လေးတော့ချမ်းသာပေးပါနန်းတော်ကိုပြန်ပြီးသတင်းပို့ရပါဦးမယ်လို့တောင်းပန်ပါတယ်ကျမရင်ထဲမှာဓာတ်နဲ့ထိုးခံရတယ်လို့နာကျင်သွားတယ်သူကကျမကိုကာကွယ်ဖို့အတွက်အပြစ်ကိုဝန်ခံလိုက်တာပါမဟုတ်ရင်ကျမနဲ့သူဖောက်ပြန်နေဆိုရဲဆွဆွဲချက်ကအတီးဖြစ်သွားမှာလေရှောင်းရှွန်းစီကဒေါသထွက်လုံးလို့တကိုယ်လုံးတုံရင်နေပါတယ်သူ့မျက်လုံးတွေကကျန်ဝံယိုလက်ထဲကတစ်သားဆန်ထိုးလေးစီကိုရောက်သွားတော့ကျမခေါင်းထဲမှာအကြံတစ်ခုရသွားပါတယ်သူကငါနဲ့ခန္ဓာကိုယ်ရောကံကြမ္မာပါလဲကျင်နေတယ်မလားတာဆိုလဲသူ့ကိုအထူးသီးတန်ခန္ဓာကိုယ်တစ်ခုလက်ဆောင်ပေးရမှာပေါ့ကျမရှောင်းရှွန်းစီကိုကြည့်လိုက်တယ်သူဘလို့ရွေးချယ်မလဲဆိုတာမသိသေးပါဘူးထင်းခွဲခန်းဘက်ကနေချိန်လုံးနဲ့ရိုက်တဲ့အတန်တွေထွက်လာပါတယ်အရင်ဘဝတုန်းကသူကကျမရဲ့အလောင်းကိုတင်ပေးခဲ့တယ်ဒီဘဝမှာတော့သူကကျမကိုစားပြစ်ပေးခံနေရတယ်